မင်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့မှာတော့လာမင်းကြီးရဲ့လျှို့ဝှက်လက်ဆောင်ပုံပြင်အကြောင်းပြောပြမယ်နော်နားထောင်ဖို့အဆင်သင့်ဖြစ်ပြီလားတခါတော့ကတစ်တော်အနီးကကျေးရွာလေးတစ်ရွာမှာလင်းနုလို့ခေါ်တဲ့ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်နေထိုင်ခဲ့ပါတယ်သူမရဲ့အဖေကငါးဖမ်းသမားအမေကတော့ပကြီးဆရာမပေါ့လင်းနုဟာအိပ်ယာမဝင်ခင်ညတိုင်းလာမင်းကြီးကိုမျက်လုံးနဲ့စိုက်ကြည့်လေးရှိပါတယ်။သူမအကြိုက်ဆုံးအချိန်ပေါ့။တနေ့မှာတော့လင်းနုကလက်ထဲကပလဲလုံးလေးလုံးကိုလေထဲကိုပြစ်လွတ်လိုက်ပြီးတိုးတိုးလေးဆူတောင်းလိုက်တယ်။လာမင်းကြီးရဲ့ကျမလိုမိန်းကလေးတစ်ယောက်ကိုသင်ဘလောက်နူးညံ့လဲဆိုတာသိချင်တယ်။ကျမအတွက်လျှို့ဝှက်လက်ဆောင်တစ်ခုပေးပါနော်လို့ပြောလိုက်တာပါပြောပြီးမကြခင်မှာပဲလေညင်းတစင်းတိုက်ခတ်လာပြီးလင်းနုရဲ့ပေါင်ပေါ်ကိုလက်ဖက်ရွက်လေးတစ်ရွက်ကျလာခဲ့တယ်အဲ့ဒီအရွက်ပေါ်မှာစာတစ်ကြောင်းရေးထားတာကိုတွေ့ရတယ်နွေရာသီညနဲ့3ရက်အကြာမှာတော်ရဲရဲ့အလဲသို့လှည့်သွားပါတဲ့စိတ်လှုပ်ရှားစရာကောင်းလိုက်တာနော်3ရက်အကြာညနေခါမှာလင်းနုဟာတောထဲကိုတတိရှိရှိဝင်သွားခဲ့တယ်။လမ်းမှာအမှောင်ထဲမှာကြောက်နေတယ်။တစ်ခွာလေးနဲ့တွေ့တော့တငယ်ချင်းဖြစ်ပြီးအတူသွားကြတယ်။နောက်ငိုနေတဲ့နှက်ကလေးကိုတွေ့တော့သူမလက်ဖွားလေးနဲ့နွေးနွေးထွေးထွေးထမ်းပိုးပေးလိုက်တယ်။သူများပေါ်နူးညံ့လိုက်တာလင်းနုရဲ့ဒီလိုသူများကိုကူညီလိုက်တဲ့အချိန်မှာပဲလာမင်းကြီးရဲ့အလင်းတန်းတစ်စင်းဟာသူတို့ရှောက်နေတဲ့လမ်းပေါ်ကိုတဲတဲမတ်မတ်ထိုးပြလိုက်ပါတယ်။အဲ့ဒီအလင်းတန်းအတိုင်းလိုက်သွားတော့တောအလေကရေကန်ကြီးစီကိုရောက်သွားခဲ့ပါတယ်။ရေပြင်ပေါ်မှာလရောင်တွေကမီးအိမ်လိုထိန်လင်းနေတာပေါ့။အဲ့ဒီနေရာရောက်တော့လင်းနုရဲ့စိတ်ထဲကိုလာမင်းကြီးရဲ့အတန်တိုးဝင်လာခဲ့တယ်။လင်းနုရဲ့ငါရဲ့လက်ဆောင်ကမင်းရဲ့နှလုံးသားထဲကတက်တောင့်တက်တာမျောလင့်ခြင်းနဲ့ဂုဏ်ယူပေးခြင်းပဲဖြစ်တယ်တဲ့အဲ့ဒါနဲ့တပြိုင်နက်ရေပြင်ပေါ်ကနေလက်ပုံတနံဆွဲကြိုးလေးတစ်ခုတက်လာခဲ့ပါတယ်လင်းနုအံ့ဩဝမ်းသာစွာယူလိုက်တယ်နောက်နေ့မနက်အိယာကနိုးလာတော့လက်ဆွဲလေးကတကယ်ရှိနေတာပဲရွာသားတွေကိုပြပေမဲ့သူတို့ကလက်ဆွဲကိုမကြည့်ကြပဲလင်းနုရဲ့မျက်နှာပေါ်ကတောက်ပတဲ့ပျော်ရွှင်မှုကိုသာသတိထားမိကြတယ်အဲ့ဒီတော့မှလင်းနုနားလည်သွားတာပေါ့လာမင်းကြီးရဲ့လက်ဆောင်ကတတိနဲ့မျောလင်းချက်ဖြစ်တယ်ဆိုတာကိုပေါ့အဲ့ဒီအလင်းဟာလူနှလုံးသားကိုအမြဲတောက်ပစေပြီးမကောင်းမှုတွေကိုဖယ်ရှားနိုင်ပါတယ်။နွေရာသီညတိုင်းလင်းနုကလာမင်းကြီးကိုကြည့်ပြီးပြုံးနေခဲ့ပါတယ်။လာမင်းကြီးကမျောလင်းချက်ကိုပြန်ပေးသူဖြစ်တယ်ဆိုတာကိုပါကဲတငယ်ချင်းလေးတို့ရေဒီပုံပြင်လေးကငန်းစာရလိုက်ပါသလဲတကယ်တော့တတိနဲ့မျောလင်းချက်ဆိုတာလူတစ်ယောက်ရဲ့နှလုံးသားကိုတောက်ပစေပြီးမကောင်းမှုတွေကိုဖယ်ရှားနိုင်တယ်ဆိုတဲ့သင်ခန်းစာပေါ့နောက်ထပ်ပုံပြင်လေးတွေဆက်ပြီးတင်ဆက်ပေးမယ်နော်ကျေးဇူးတင်ပါတယ်ရှင်